ကဲကိုစမ်းလင်း ရတော့ဆရာစမ်းလင်းပါပဲ အဲ့လေဆရာစမ်းလင်းငါမိလို့လားငါမိလို့လားဘာမပါတောင်းမကြီးကြီးအိုးကြီးပဲအိုးကြီးပဲ ရုပ်ကြိုက်တာဂျင်းနေကြီး ရုပ် အိုးဒါဟိုကလောက်ရှိတယ် တုံးပိတ်တာကျော် သုံးတမကြော်မှာကြော်သုံးပိတ်တာလည်းဆိုကြည့်ကြည့်လိုက်အနီးကပြလိုက်သူတို့ယုံဟမ် သူတို့ထဲဆက်ပါတယ်အဲ့လိုဆွဲ ပါလေအိုးကြီးပဲဟာ ဘာကောင်လဲဆိုကြည့်လိုက်ကွာ ဒီလက်ကြီးကောင်းဒီပုံးလေးလာထည့်တယ် ဘာကောင်လဲဆိုကြည့်လိုက်ကွာ ကဲပစုံလေးတစ်ကောင်စမ်းမိပြီနော်ရှေ့ပေါ့သူများကြီးချင်းပြီးရဲ့ပေါင်ကြနေပဲကျက်နော်ဒါတော့ကိုစမ်းလွင်ပေးစားတာနှစ်ပိတ်တာတိပဲချက်သားနှစ်ချက်သားတော့လို့အချောင်းသူ3កောင်မိတာအသေးဆုံးကောင်ဒါတော့နော်သူဟိုကောင်နှစ်ပိတ်တာကြော်ပါဟာပစုံလေးရတယ်